သွားတဲ့ခါကျတော့နှစ်စိတ်လောက်ပဲကွာတယ်ဂျိုင်းလည်းညီတယ်ပခုံးလေးလည်းညီတယ်ဒီနားလေးနှစ်စိတ်ပဲလွတ်သွားကျန်တာကုန်ညီပဲအဲ့တော့သူတို့လက်ဆွဲမယ်ဆိုရင်တိုင်းကြည့်ကြဘယ်လောက်ရှိလဲတိုင်းကြည့်တော့နောက်ချရတဲ့တိုင်းကြည့်တဲ့နဲ့တော့ဒီမှာ6အတိုင်းကြည့်တဲ့နဲ့တော့ဒီမှာလည်း6လက်မနောက်ချ6နောက်ချ6ရှိတယ်6နဲ့ရှိအဲ့ဒါရှိချမ်း6ခွဲလောက်ရှိအဲ့ဒါရှိချမ်းတိုင်းကြည့်နော်ညနေတိုင်းလိုက်တော့3လက်မ4 5 6ဒီလေ6နဲ့စိတ်အဲ့တော့အပဒန်ဆိုင်ဘုဒ္ဓဆိုင်အစနာညှက်ထားတဲ့ပုံလေးညှိချားမယ်ပြီးလက်ပဒန်ဆိုင်ဘုဒ္ဓဆိုင်ဒီလိုလေးညှိလိုက်ညှိပြီးတော့ဒီကနေပဲဒီကိုစောနာတော့6နှစ်စိတ်အမေလက်ကကြာစောနာတော့ဆွဲလိုက်ဒီနေရာမှာဆိုရင်သူကဂျိုင်းရ9လို့ပြောတယ်9ကိုဂျိုင်းဆွဲမယ်လက်ဆွဲမယ်ဆိုရင်အပေါင်းတစ်လက်မပေါင်းလိုက်အမှအပြည့်ရထွက်လိုက်6အဲ့လိုဆွဲတာအဲ့တော့6နဲ့ဆွဲဂျိုင်းကို6နဲ့ဆွဲမယ်လက်6ဒီအနကိုဒီလိုမျိုးသွားလိုက်ပြီးအပေါ်မှာလက်ဖောင်းမို့လို့တလမခွဲလောက်ချင်ခဲ့ဒီလက်ဖောင်းမို့လို့တလမခွဲလောက်ချင်ခဲ့မယ်တစ်ခွဲပြီးတစ်ခွဲကိုပေါင်းခလိုက်အဲ့ဒါဒီမှာလဲ6ခွဲနဲ့တော့6နဲ့စိတ်နဲ့တော့နော်ဒီမြင်ကနေပြီးတော့ဒီနားကို6နဲ့စိတ်နဲ့သွားမယ်6နဲ့စိတ်နဲ့သွားရတဲ့နှစ်တလေးနှစ်နဲ့လေး3လေး6ပြီးတော့တစိတ်တီထည့်လိုက်အဲ့ဒါနဲ့တစိတ်ဒီနဲ့တစိတ်အမှကွက်တီအဲ့တော့အပေါ်ကို0ဖို့တမ်း0 1နဲ့3 4ထားမယ်ပြီးဒီမှာကကျတော့စောနာတော့တဝက်ဝတ်ထားတယ်1နှစ်တစိတ်စာရှိတယ်အဲ့နှစ်တစိတ်ကိုတခါတစ်ဝက်ထောက်ဝက်တော့တလက်မနဲ့တစိတ်မပြည့်တော့တလက်မတစိတ်ကိုခွဲလိုက်အမှဆိုလို့ရှိအောက်ကို0 2ဆင်းလိုက်အဲ့ဆိုလို့ရှိပတန်နဲ့ပေကွေးနဲ့ဆွဲမယ်ဆိုဒီထိတ်လေးကို0ဖို့လောက်ခြိုင်ခဲ့အဲ့တော့ဒီနားရဲ့ဒီထိတ်လေးရဲ့ဆက်မယ်ဆိုဒီလိုလေးဖြစ်သွားမဆက်ဘူးနော်ဒီလိုလေးတော့ပြီးသွားရင်ဒီဘက်ပေကွေးထည့်လိုက်လှည့်ပြီးတော့စောနာ2စိတ်ဆင်းတဲ့နေရာနဲ့စောနာဒီမှာ2စိတ်ဆင်းတဲ့နေရာနဲ့ဒီနားလေးနဲ့
လေးဆဲလိုက်ဒါဆိုရင်ရိုးရိုးလက်ဖြစ်သွားဒါရိုးရိုးလက်ဒါကရိုးရိုးလက်အပေါ်ကိုတစ်ခွဲတက်ထားတဲ့လက်ဖောင်းတက်လက်ဖောင်းကိုဒီ3ပုံပုံ9နေရာဆွဲမယ်လက်ဖောင်းလေးပေးကွေးဒီလိုလေးကိုင်မယ်ပြီးရင်ဒီထိတ်နဲ့ဒီနားလေးနဲ့ဒီလိုလေးဆဲလိုက်အဲ့ဒါလက်ဖောင်းဖြတ်အဲ့ဒါလက်ဖောင်းအစနာတော့အရှိက4လက်မပဲရှိတယ်4လက်မ2လက်မပေါင်းတော့4ပြီးတော့5လက်မခွဲအဲ့လိုဆိုရအဲ့ဆိုလို့ရှင်ပတ်တက်ညှစ်လိုက်ဒီနားလေးညှက်ထပ်လိုက်အဲ့ဆိုဒီလိုလေးညှက်လိုက်ဒီနားလေးပြေးပြေးလေးဖြည့်လိုက်ဒီနားလေးပြေးပြေးလေးဖြည့်လိုက်အမဲလေးအဲ့လေဒီလိုဆင်းလိုက်ဖြည့်ထားတဲ့နားလေးကမထောင်ဘူးဒီနားလေးလေဒီလိုလေးသွားလိုက်ပေးဒီလိုလေးသွားလိုက်ပေးဒီလိုလေးညှပ်လိုက်ပေးလက်ဖောင်းဆိုရင်ဒီထိတ်ကြီးရောအရင်မထောင်လို့အရင်မထောင်လို့ဆိုရင်0.2လောက်နှစ်စိတ်ပါဒီထိတ်ကနေပြီးတော့ဒီဘက်နှစ်စိတ်ကိုဆင်းလိုက်ဒီလိုလေးဆွဲလိုက်ဒီလိုလေးနှစ်စိတ်လေးဆင်းပြီးအဲ့နှစ်ခုဒီလိုလေးနှချလိုက်အဲ့ဒါဆိုရင်ဟိုလိုထောင်းပိုင်းမဖြစ်တော့အရင်ကတ်ချက်ချက်လေးဖြစ်သွားလက်ကောင်းကုန်ပြီးဒီဘက်ကိုဒီကနေပြီးဒီ0.4လောက်0.3နဲ့3လေး0.4လောက်မလားပြီးဒီလိုလေးဆင်းဒါဆင်းလက်ဖောင်းလက်လေးရသွားပြီဒါဆင်းလက်ဖောင်းဖြစ်သွားတယ်လက်ဖောင်းအပေါ်တလက်မခွဲပဲတက်ထားအဲ့ဆိုလက်ဖောင်းလေးရပါတယ်လက်ဖောင်းလေးပြီးပါမနေ့ပြန်ကြားမှာချုပ်ပြမယ်ဒီနေ့ကတော့ဒီလောက်ပါပဲ